ကျမတို့လူအများစုမှာအဖြစ်များတဲ့ကိုတိမ်ငယ်တဲ့စိတ်တွေအပြစ်တင်တဲ့စိတ်တွေကိုလုံးဝကြော်လွားဖို့ရှာအတွက်နီးလန်းတွေကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့တော့အဲ့တိမ်ငယ်စိတ်ဖြစ်တာဖြိုးတို့လူတဘာဝအရာလူတိုင်းကတိမ်ငယ်စိတ်တွေဖြစ်ကြတယ်ရှင်ခုတလောဖြိုးကိုလာပြီးတော့စာတွေပို့ပြီးတော့မေးတဲ့သူအများစုကအဲ့တိမ်ငယ်စိတ်တွေကြောင့်မလို့ဘဝပြဿနာတွေဖြစ်နေကြတယ်ကျွန်တော်တို့ဘဝမှာစဉ်းစားကြည့်နော်တိမ်ငယ်စိတ်နဲ့ရှင်သန်မယ်ဆိုရင်ရှစ်ဆက်မယ်ဆိုရင်ဘလို့မှခီးလန်းချောင်းကနောက်တစ်ဆင့်ကိုမတက်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတိမ်ငယ်စိတ်တွေကကိုယ့်ကိုဖိထားတယ်ပေါ့နော်တိမ်ငယ်စိတ်ကိုအင်္ဂလိပ်လိုကြားတော့ self esteem လို့ခေါ်တယ်ဒီတိမ်ငယ်စိတ်ဆိုတာကနားလည်ဖို့ဆိုရင် definition ရဆိုရင်နှစ်ခုရှိပါတယ်တစ်ခုကဘာလဲဆိုတော့ကိုယ့်ရဲ့ self efficacy ဆိုတဲ့ကိုယ့်ရဲ့လုံနိုင်စွမ်းကိုယ့်ရဲ့ ability ကိုယုံကြည်မှုရှိတာ okay နောက်တစ်ခုကကြတော့ကိုယ့်ရဲ့self respect ကိုအလေးစားတန်ဖိုးထားတာအဲ့တော့ပြောချင်တာကတိမ်ငယ်စိတ်ဖြစ်တဲ့သူတွေကအဲ့နှစ်ခုသလုံးမရှိဘူးကိုယ့်ရဲ့ ability လုံနိုင်စွမ်းအားရောကိုလေးစားတဲ့စိတ်အဲ့နှစ်ခုသလုံးမရှိဘူးဆိုတော့ကျွန်တော်တို့ဘလို့ရှေ့ဆက်ကြမလဲဟုတ်တယ်နော်ဒါကြောင့်မလို့ဖြိုးတို့ဘဝအတွက်ဒီတိမ်ငယ်စိတ်တွေကကြော်လွားဖို့အရေးကြီးတယ်ပြဿနာထဲမှာပါဝင်ပါတယ်ဒါကြောင့်တိမ်ငယ်တဲ့စိတ်တွေကိုကြော်လွားဖို့ရှာနီးပြူက6ခုကိုအားလုံးနဲ့တူတူမျှဝေခြင်းနဲ့အဲ့ဒီ6ခုထဲမှာနံပါတ်1ဘာလိုအပ်လဲဆိုတော့ကိုဘဝအတွက်မီးအိမ်ရှင်မိတ်ဆွေကောင်းလိုအပ်ပါတယ်အဲ့တော့ဘာကိုပြောချင်တာလဲကျွန်တော်တို့တိမ်ငယ်စိတ်ကိုဖြစ်စေတာကအဓိကတရခံကပတ်ဝန်းကျင်မှာကိုစီမှာအခုလက်ရှိဖြစ်နေတဲ့မကောင်းတဲ့ကိုအားငယ်တဲ့စိတ်တွေအကုန်လုံးကငယ်စဉ်ဘဝကကိုမိဘတွေเนาะပြီးရင်အခုလက်ရှိလဲကိုအတွက်မကောင်းတဲ့ပတ်ဝန်းကျင်ကနေပြီးတော့မှလာတဲ့စိတ်ခံစားချက်တွေပါလူတယောက်ကဘလောက်ပဲနှုံချနေပါစေဘလောက်ပဲအသိပညာဘုဒ္ဓတွေမရှိပါစေကိုယ်တန်ဖိုးထားပြီးတော့မှဟာကိုယ့်ရဲ့တန်ဖိုးကိုအမြဲတမ်းပြောနေတယ်เนาะဖြိုးလို့စီမှာဆိုရှိတယ်ဖြိုးမှညီမလေးတယောက်ရှိတယ် तू ကနေကနေလာတယ်ဒါပေမဲ့ဖြိုးကသူ့ကိုအမြဲတမ်းတန်ဖိုးထားတယ်ငါညီမလုံနိုင်တယ်ပြောအင်္ဂလိပ်လိုပြောအင်္ဂလိပ်လိုလိုက်ဖတ်ပြီးမမနဲ့တူပွဲတွေတက်ဆိုပြီးတော့မှတစ်ချိန်လုံးသူ့ကိုကအားပေးတဲ့အခါမှာသူကနေရလာပြီးတော့မှကြောက်စိတ်တွေများတယ်ဆိုပေမဲ့တဖြည်းဖြည်းနဲ့သူ့ကိုယ်သူတိမ်ငယ်စိတ်တွေကမရှိတော့ဘူးအဲ့ဒါဘာကြောင့်မလို့လဲဆိုတော့ဒီပတ်ဝန်းကျင်ကသူ့အတွက်ကောင်းလို့ပါဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့လူအများစုကကြတော့ဘာဖြစ်လို့တိမ်ငယ်စိတ်တွေဖြစ်တာလဲဆိုအဲ့ဒီပတ်ဝန်းကျင်ကစကားတွေနဲ့ပတ်ဝန်းကျင်ကကိုဆက်ဆက်နဲ့ပုံစံတွေကအစိတ်ခက်လို့ပါပြန်စဉ်းစားကြည့်ပါအခုလက်ရှိကိုပတ်ဝန်းကျင်ကကိုတန်မိုးထားအောင်လှုပ်စေလားဒါမှမဟုတ်လဲကိုတိမ်ငယ်အောင်လှုပ်နေလားဆိုတာကိုပြန်ပြီးသုံးသပ်ကြည့်ပါတကယ်တမ်းကျတော့ကျွန်တော်တို့ကအဲ့လိုတိမ်ငယ်စိတ်ကိုကြော်လွှားဖို့ဆိုရင်တကယ်မိအိမ်ရှင်မိတ်ဆွေကောင်းတွေရှိတဲ့ပတ်ဝန်းကျင်ကိုတွားရမယ်ဖြိုးငယ်တုန်းကဆိုဖြိုးအဖွားပေါ့နော်ဒါကြောင့်မလို့ဖြိုးဒီကနေပြီးတော့ဖြိုးအဖွားဒေါ်တောင်းကိုကျေးဇူးအများကြီးတင်ပြီးတော့မှရှ िख ိုးပြီးတော့မှကြော့ကြပါတယ်ဘာကြောင့်မလို့လဲဆိုတော့ငယ်စဉ်ဘဝတည်းကဖြိုးဘဝအတွက်တကယ်ကိုအပြောင်းလဲဖြစ်စေပြီးတော့မှကိုယုံကြည်မှုအပြည့်အဝရှိအောင်အမြဲတမ်းပဲကိုတန်ဖို့ကိုသိအောင်တစ်ချိန်လုံးပြောနေတာပါဘယ်လိုပြောလဲဆိုတော့ဖြိုးငါမီးကအသက်ကြီးရင်တခုတော့ထူးခြားတဲ့သူတယောက်ဖြစ်မှာဒါ9နှစ်အရွယ်ကလေးကိုအဖွားတယောက်ကစကားပြောတဲ့အရာတွေမဟုတ်ဘူးဒါပေမဲ့ဖြိုးအဖွားကကြတော့ငယ်စဉ်ဘဝတည်းကကိုတန်ဖိုးထားတဲ့အောင်လို့အဲ့ဒီစကားတွေထည့်ပြီးတော့မှပြောခဲ့တယ်အဲ့ဒီ moment တွေကဖြိုးကိုဒီနေရာရောက်ဖို့ ready ဖြစ်အောင်ပြင်ပေးသလိုပဲအခုအဖွားဖြိုးဘဝထဲမှာတော့မရှိတော့ဘူးဒါပေမဲ့ဖြိုးအတွက်မိအိမ်ရှင်တငယ်ချင်းတွေရှိတယ်ဖြိုးရဲ့ best friend ဆိုအားလုံးသိရနော်ဒီကဖြိုးအမြဲတမ်းပြောတယ်ဖြိုးရဲ့နင်ဘလောက်စိတ်ထားကောင်းမြတ်မြန်မာပြည်ရဲ့လူတွေအတွက်ဘလောက်ပေးဆက်ခြင်းလဲဆိုတာသိတယ်တခြားသူတွေဘလောက်ပဲကို့အထင်လွဲပါစေလို့ဆက်ဆက်လို့ဆိုပြီးတော့မှစိတ်ခွန်အားပေးတဲ့မိတ်ဆွေတွေကြောင့်မလို့တင်ငယ်စိတ်ကလုံးဝမရှိသလောက်ကိုရှားသွားပါပြီဒါကြောင့်မလို့ပြောချင်တာကတင်ငယ်စိတ်မရှိချင်ဘူးဆိုရင်ကိုတင်ငယ်စိတ်တွေဖြစ်စေတဲ့ပဝင်းကျင်ကိုစွန့်ခွာပြီးတော့မှကို့အတွက်တကယ်ကောင်းမွန်ပြီးတော့ကိုယ့်ရဲ့တန်ဖိုးကိုအမြဲတမ်းပဲဖူးမှုန့်နေတဲ့ပတ်ဝန်းကျင်တငယ်ချင်းဆရာသမားဒါမှမဟုတ်လေလုပ်ငန်းခွင်ကိုသွားပါအဲ့ဒါအရန်ရေးကြည့်ပါတယ်ကိုဘလောက်ပဲယုံကြည်မှုရှိပါစေကိုပတ်ဝန်းကျင်ကကိုတန်ဖိုးမထားဘဲနဲ့ကိုရဲ့တန်ဖိုးကိုဆွဲချနေမယ်ဆိုရင်ဘလို့မှကိုကအရှိမရောက်တော့ကိုတန်ဖိုးထားတဲ့မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အရန်ရေးကြည့်ပါတယ်ပတ်ဝန်းကျင်ကနံပါတ်1အရေးကြီးဆုံးပါကိုဘသူတွေနဲ့ပေါင်းတင်နေလဲပြီးရင်ကိုရဲ့ close cycle အနီးဆက်ဆုံးလူတွေကကိုတိမ်ငယ်စိတ်ဖြစ်စေလားဒါမှမဟုတ်ကိုတန်ဖိုးထားစေလားဆိုတာကိုအဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့
ဒီဟာလေးကိုဘလို့သဘောရပါတယ်လဲ comment ထဲမှာရေးခဲ့ပေးပါ okay အဲ့တော့နောက်တစ်ခုသွားကြမယ်တငယ်စိတ်ကိုကြော်လွှားဖို့ဒုတိယနည်းဗျူဟာ strategy ကတော့လုံးဝသူများနဲ့မနှိုင်းရှင်ပါနဲ့တငယ်စိတ်ဘယ်ချိန်မှာဖြစ်ပြီလဲဆိုရင်ကိုဘဝနဲ့သူများဘဝကိုနှိုင်းရှင်ပြီဆိုရင်စပြီးတော့မှတငယ်စိတ်တွေခံစားရပြီအထူးသဖြင့်ကိုမှမရှိတဲ့အရာကိုတခြားသူကိုသွားကြည့်လိုက်တဲ့အခါမှာ comparison ပေါ့နော်ကိုဘဝနဲ့သူ့ဘဝကိုသွားပြီးနှိုင်းရှင်လိုက်တဲ့အခါမှာဆိုရင်တငယ်စိတ်တွေကလုံးဝကောင်းကင်ကိုတက်သွားတယ်မျိုးပဲကိုမှရှိတဲ့တငယ်စိတ်ဝုန်းနဲ့ဆိုတက်သွားတယ်โอเคဒါကြောင့်မလို့မနှိုင်းရှင်ပါနဲ့ဘာကြောင့်မလို့မနှိုင်းရှင်ရမလဲဆိုတော့လူတိုင်းကကိုနဲ့မတူပါဘူးတစ်ချိန်တည်းမှာပဲတကယ်သာနှိုင်းရှင်ခြင်းဆိုရင်တစ်သက်လုံးဖြစ်မဲ့ကိစ္စတစ်ခုကိုအာမခံလိုက်မယ်အဲ့ဒါဘာလဲဆိုတော့ရှင်တို့တွေအမြဲတမ်းပဲကိုယ့်ထက်တာတဲ့သူကိုယ့်ထက်ချမ်းသာတဲ့သူကိုယ့်ထက်ရုပ်ချောတဲ့သူကိုယ့်ထက်ထူးချွန်တဲ့သူကိုယ့်ထက်ယောက်ျားကောင်းကိုရထားတဲ့သူကိုယ့်ထက်မိန်းမကောင်းကိုရထားတဲ့သူကိုယ့်ထက်တငယ်ချင်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့သူအမြဲတမ်းတွေ့မှာပါအဲ့လိုမျိုးတွေ့တိုင်းသာကိုကနေပြီးတော့မှနှိုင်းရှင်ရမယ်ဆိုရင်တစ်သက်လုံးတိမ်ငယ်လို့ပြီးမှမဟုတ်တော့ပါဘူးဒါကြောင့်မလို့နှိုင်းရှင်တဲ့အကျင့်ကိုကိုကဖြောင်းနိုင်မှပဲရမှာပါဘာဖြစ်လို့နှိုင်းရှင်တာလဲဆိုတော့ကိုတန်မိုးမထားလို့နှိုင်းရှင်တာပါကိုတန်မိုးထားတဲ့သူနော်ကိုချစ်တဲ့သူကဘယ်သူနဲ့မှမနှိုင်းရှင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ social media မှာနေ့စဉ်သူများရဲ့ဘဝကြီးကိုနော်ကိုကထိုင်ကြည့်ပြီးတော့မှကို့အချိန်တွေဖြိုးရင်းနဲ့မှနှိုင်းရှင်နေတာဒါကြောင့် social media ပေါ်မှာသိစရာမလိုတဲ့ဟာတွေသိတာတချို့ကိစ္စတွေကမသိတာကောင်းတယ်ရှင်ဒါကြောင့်မလို့ကြည့်မနေနဲ့ဘသူဟာမှတော့ကြည့်မနေနဲ့တင်ချင်တဲ့သူတင်လိုက်မယ်သူများကိုမတင်ဖို့ပြောလို့မရဘူးဖြစ်တဲ့အတွက်ကိုက social media မကြည့်နဲ့နှိုင်းရှင်စရာမလိုတော့ဘူးဒါကြောင့်မလို့ social media ကိုသုံးတာရှော့ပါအားလုံးဘလို့သဘောရပါတယ်လေကိုမှမရှိတဲ့အရာကြီးကိုအမြဲတမ်းတောင်းတပြီးတော့လိုချင်တဲ့စိတ်တွေစံနာတွေများနေမယ်လောဘတွေကြီးနေမယ်အစားကို control လုပ်လို့ရတဲ့အရာကိုသွားပြီးအာရုံစိုက်ပါ which is yourself ကိုရဲ့ self education မှာဒါကြောင့်မလို့နောက်ထပ်3ခုမြောက် view ဟာကတော့ထာဝရကျောင်းသူဖြစ်အောင်နေပါ self education ကိုကောင်းအောင်လုပ်ပါတဆင့်ရောက်သွားတဲ့သူပိုကောင်းနေတဲ့သူမနေ့ကထက်ဒီနေ့ပိုကောင်းနေတဲ့သူကတခြားသူနဲ့နှိုင်းယှဉ်ဖို့ဆိုတာကဖြစ်နိုင်ခြင်းအရန်နဲသွားပြီကိုကနေ့စဉ်အမြဲတမ်းပဲကိုတိုးတက်လာတဲ့အသိပညာဘူးတုတတွေတိုးနေပြီဆိုရင်ကိုဘွားကိုမြင့်တင်နေတဲ့သူတယောက်ကတခြားသူတယောက်ကိုကြည့်ပြီးတော့မှတိမ်ငယ်စိတ်ဖြစ်ဖို့ဆိုတာကလုံးဝမဖြစ်နိုင်ပါဘူးဘာကြောင့်မလို့လဲဆိုတော့ဒီအသိပညာဘူးတုတတွေကကိုယ်စိတ်ကိုထိန်းစေတယ်ဒါကြောင့်မလို့ကို့မှာမကောင်းတဲ့အတွေးတွေဝင်လာသည့်တိုင်အောင်လို့ကြာရှည်မခံဘူးအဲ့တော့အရေးကြီးပါတယ်ကိုယ့်ရဲ့ self education ထာဝရကျောင်းသူဖြစ်နေတဲ့သူတယောက်ကတိမ်ငယ်စိတ်ကိုကြော်လွှားဖို့ရှာအတွက်အရန်ကိုလွယ်ကူပါတယ်โอเคမတိုးတက်နေတဲ့သူမပြောင်းလဲတဲ့သူအသိပညာဘူးတုတမရှိတဲ့သူသားလည်းရင်မကောင်းတဲ့စိတ်တွေဝင်လာတိုင်းမထွက်တော့ပြီးအထဲထဲမှာလုံးဝသိရမလားယောဂကူးဆက်တယ်လို့မျိုးပဲအကုန်ပွားသွားပြီးတော့မကောင်းတဲ့စိတ်တွေကခန္ဓာကိုယ်ထဲမှာအစိတ်တောက်တယ်လို့မျိုးပဲเนาะရင်ဘတ်ထဲကနေဝင်ပြီးတကိုယ်လုံးကိုပြန့်နှံ့သွားတာအဲ့တော့အဲ့လိုမျိုးမပြန့်နှံ့အောင်လို့ self education ကိုအမြဲတမ်းပဲထာဝရကျောင်းသူတွေလုပ်ပါထာဝရကျောင်းသားတွေလုပ်ပြီးတော့မှကကွယ်ပါโอเคတစ်ချိန်တည်းမှာပဲကိုယ့်ရဲ့ self esteem ကိုပို့ပြီးတော့အကောင်းဖို့ရှာအတွက်စာအုပ်လေး၄အုပ်ကိုဖြိုးကနေညှိုးချင်ပါတယ်ပထမဆုံးစာအုပ်ကတော့ The Greatest Salesman in the World ဆိုတဲ့စာအုပ်လေးပါโอเคအဲ့စာအုပ်တစ်အုပ်ရဲ့နောက်တစ်ခုကတော့ Status Anxiety ဆိုတဲ့ပေါ့နော်လူတော်တော်များများကိုယ့်ဘဝနဲ့ကိုယ့်ရဲ့အဆင့်အတန်းကိုအားမလို့အားမရဖြစ်တဲ့အခါမှာစိတ်သောကတွေကိုအသေးစိတ်ဆွေးနွေးထားတဲ့ Status Anxiety ဆိုတဲ့ရွှေနှုတ်ထက်စာအုပ်လေးကိုဖတ်စေချင်ပါတယ်ပြီးသွားပြီဆိုရင်နောက်ထပ်အမျိုးသမီးတွေအတွက် Secret about life every woman should know ဆိုတဲ့လွတ်လပ်ပျော်ရွှင်မှုတွေရဖို့အပြင်ပကအာယုံမဆိုင်ဖဲနဲ့ကိုယ့်ရဲ့အတွင်းစိတ်ခံစားချက်တွေကိုအာယုံဆိုင်ဖို့ရှာအတွက်မှန်ကန်စွာလမ်းညွှန်ထားတဲ့စာအုပ်တစ်အုပ်အမျိုးသမီးတွေအတွက်ဒီစာအုပ်လေးကိုဖတ်စေချင်ပါတယ်ပြီးနောက်တစ်ခုက You can heal yourself ဆိုတဲ့အရင်နဲ့မကြည့်ရဲ့စာအုပ်လေးကိုလည်းဖတ်စေချင်ပါတယ်အဲ့စာအုပ်လေးအုပ်ကို self esteem နဲ့ပတ်သက်ပြီးတော့မှကိုတိမ်ငယ်စိတ်တွေပျောက်ဖို့မဖြစ်မနေဖတ်ဖို့ရှာဖြိုးကနေပြီးတော့မှပြောချင်ပါတယ်အဲ့တော့နောက်ထပ်၄ခုမြောက် strategy ကတော့ဘာလို့ရမလဲဆိုတော့ပြန်လဲသုံးသက်တဲ့အကျင့်ကိုလုပ်ပါဘာကြောင့်လို့လဲဆိုတော့လူတွေကတိမ်ငယ်တယ်ဆိုရင်အဲ့တိမ်ငယ်တဲ့ pattern တွေရှိတယ်ကိုမှလည်းကိုတိမ်ငယ်တဲ့အရာတွေက pattern ရှိတယ်เนาะဒီနေ့တစ်မျိုးနောက်တစ်မျိုးနောက်နေ့တစ်မျိုးတိမ်ငယ်တာမဟုတ်ဘူးတစ်ချိန်လုံးဒါပဲဒီဟာနဲ့ပတ်သက်လာရင်တိမ်ငယ်နေတယ်ပြန်သုံးသက်တဲ့ exercise တွေလုပ်ပါ diary ရေးပါဘာကြောင့်လို့လဲဆိုတော့ diary ထဲမှာကိုယ့်ရဲ့အတွေးတွေပြီးရင်ကိုယ့်ကိုတိမ်ငယ်စေတဲ့အရာတွေ pattern တွေ
တွေရှိလာလိမ့်မယ်အဲ့တော့ကိုပိုတိရှိနားတယ်လားနော်အဲ့ဒါတိပြီဆိုရင်ကိုဘာကိုလုပ်ရမလဲဘလို့ကြော်လွားရမလဲဆိုတော့တိလာလိမ့်မယ်အဲ့တော့နံပါတ်1ကဒါရီရေးနေမှာဘလို့မျိုး story တွေပုံမြင်တွေကိုပြောနေလဲဖြိုးဆိုရင်ငယ်တုန်းကဖြိုးကအသားမဲတယ်ရုပ်ဆိုးတယ်အင်္ဂလိပ်စကားမကောင်းဘူးဆိုပြီးတော့မှတစ်ချိန်လုံးအဲ့ဒီတိမ်ငယ်တဲ့ပုံမြင်တွေကိုပြောတယ်အဲ့ဒီပုံမြင်တွေကကိုလိန်နေတဲ့ပုံမြင်တွေဖြစ်တယ်အဲ့ဒီပုံမြင်တွေဘာတွေလဲဆိုတော့diary ထဲမှာကိုယ့်အကြောင်းကိုသိအောင်နားထောင်ကိုယ့်အကြောင်းကိုဆက်စုပြီးတော့မှလေ့လာရမယ်နံပါတ်2ကကိုပေးနေတဲ့မှတ်ချက်တွေအကုန်ပြင်လို့ရပါတယ်ကိုကရုပ်ဆိုးရလို့ပေးထားတဲ့မှတ်ချက်တွေပြီးရင်ကိုသွားခေါ်ရလို့ပေးထားတဲ့မှတ်ချက်တွေအကုန်လုံးကဘယ်ကလာရလဲပြန်သုံးသက်ကြည့်ငယ်စဉ်ဘဝကလာတာများပါတယ်ငယ်စဉ်ဘဝတုန်းကကိုယ့်ရဲ့အတော်ကြီးလားအမကြီးလားနော်အဖေလားအမေလားသူတို့ကကိုသားသမီးကိုစိတ်ကမ်းမရှိဘဲနဲ့ပြောခဲ့တဲ့စခဲ့တဲ့နောက်ခဲ့တဲ့မှတ်ချက်တွေကကိုစိတ်ထဲမှာကြံခဲ့ပြီးတော့မှတိမ်ငယ်စိတ်တွေဖြစ်လာတာအဲ့တော့ပြောချင်တာကအခုလက်ရှိကိုဖြစ်နေတဲ့တိမ်ငယ်စိတ်တွေကိုအကုန်ပြန်ပြောင်းလို့ရတယ်ဒါပေမဲ့တစ်ခုကတော့ကိုအဲ့လိုပြောင်းဖို့ရှာအတွက် action တွေလှုပ်ဆောင်ချက်တွေတော့လုပ်ရမယ်ကိုသာ action ဆောင်ရွက်မယ်ဆိုရင်တစ်ခုမကြံပြောင်းလို့ရတယ်တွေးနေရတွေပြောနေရတွေကအရာထင်မှာမဟုတ်ဘူးလှုပ်တဲ့အရာပဲအရာထင်တာဒါကြောင့်လှုပ်လိုက်ပြီးကိုဖြစ်ချင်တဲ့ဥစ္စာကိုယ့်ရဲ့ identity ကိုပြောလိုက်ပတ်စံနဲ့ပတ်သက်လိုက်ပေါ်များရဲ့သူဆိုတဲ့ identity ကိုပြောင်းလိုက်ပြီးရင်အဲ့လိုမျိုးတကယ်ပေါ်များအောင်လှုပ်ဆောင်ရမယ့်အချက်တွေကိုချရေးလိုက် okay အဲ့လိုဖြစ်ဖို့ဆိုရင်ဘာလုပ်ရမလဲပတ်စံပို့ရှိဖို့ဆိုရင်နံပါတ်1ကျွမ်းကျင်မှုရှိရမယ်နံပါတ်2ကိုရွေးချယ်တဲ့အလုပ်ကကိုယ့်အတွက်တကယ်ရေရှည်အတွက်ကောင်းတဲ့လုပ်ဖြစ်ရမယ်နံပါတ်3ကိုယ့်ရဲ့လုပ်ငန်းခွင်ကကိုယ့်အမြဲတမ်းတိုးတက်ပြောင်းလဲအောင်ဖြစ်စေတဲ့လုပ်ငန်းခွင်ဖြစ်ရမယ်အဲ့တော့အဲ့ချက်တွေကိုဖြစ်အောင်လို့ action ဆောင်ရွက်လိုက်ပြီဆိုရင်2နှစ်3နှစ်အတွင်းမှာကိုပြောင်းလိုက်တဲ့ identity ကကိုပြန်ရရှိမှာပါပဲ okay လူတိုင်းကကိုဖြစ်ချင်တာကိုဖြစ်ခွင့်ရှိတယ်လိုက်လို့ရင်အကုန်လုံးဖြစ်ခွင့်ရှိတယ် okay ဒါကြောင့်မလို့ပြန်ပြောင်းပြီးတော့မှအကုန်လုံးပြန်ပြီးတော့action ဆောင်ရွက်ပါဒါတွေကအရန်ရေးကြည့်ပါတယ် okay အဲ့တော့နောက်ထပ်အရန်ကြည့်တဲ့အချက်ကတော့ကိုတကယ်ချစ်တတ်အောင်နေပါလူတွေကအဲ့ဒီ self love ဆိုရင်မှားနေတယ်သိလား selfish လို့ထင်သွားတယ် self love လို့ပြောပြီးတော့မှကိုကြောင်းခိုးတယ်ငါအိတ်ချင်တဲ့ချင်းအိတ်တာ self love ပဲငါစားချင်တာစားတာ self love ပဲအဲ့ဒါတွေကတကယ်အချစ်စစ်တွေမဟုတ်ပါဘူးကိုတကယ်ချစ်တယ်ဆိုတာကိုဖြိုးနေတဲ့ definition ၄ခုဖွင့်ထားပါတယ်နံပါတ်1ကတော့ကိုယ့်အတွက်ရွေးချယ်စရာတွေပေတိုင်းအကောင်းဆုံးကိုရွေးချယ်တာပါယောက်ျားတစ်ယောက်ကိုရွေးချယ်ရတော့မယ်โอเคဒီယောက်ျားကကိုယ့်အတွက်ကောင်းသလားโอเคကိုချစ်တာပဲဒါပေမဲ့ဒီယောက်ျားကိုယ့်အတွက်မကောင်းကိုယ့်အနိုင်ချစ်နေကိုယ့်ပုံမှာလည်းကျင်နာမရှိဘူးဒါပေမဲ့အရန်ချစ်တာရေးငါရန်ချစ်တာပဲဆိုပြီးတော့မှယူလိုက်တဲ့မိန်းမတွေအကုန်လုံးပဲနော်ငရဲကြနေကြတယ်ဘဝမှာစိတ်ချမ်းသာစရာမရှိတော့ဘူးကိုယ့်ဘောက်ကိုဘလောက်ပဲတိဆောက်ထားပါစေအဲ့ဒီအိမ်အောင်ဘက်ကအဲ့ဒီချစ်သူရေးစားကဖျက်ဆီးပြစ်မယ်โอเคအဲ့တော့ရွေးချယ်စရာတွေရှိလာတိုင်းကိုယ့်အတွက်အကောင်းဆုံးဖြစ်မဲ့ရွေးချယ်မှုကိုရွေးတာကချစ်ချင်းပါပဲကိုချစ်ချင်းပဲโอเคဒါ definition တစ်ခု self love ရဲ့နောက်ထပ် criteria တစ်ခုကဘာလဲဆိုတော့ကိုမကြိုက်တဲ့အရာတွေကိုမလုပ်ဘူးเนาะကိုသိတယ်ဒါလို့ရင်ငါမကြိုက်ဘူးဆိုရင်မလုပ်တော့အတိကတော့ကိုသစ္စာမဖောက်ဘူးပေါ့เนาะကိုကမကြိုက်ဘူးဆိုတာကိုသိရတဲ့နဲ့ဆက်လုံးနေရဆိုရင်အဲ့ဒါကကိုသစ္စာဖောက်တယ်တူပဲကိုတကယ်ချစ်တဲ့သူတွေကကိုမကြိုက်တဲ့အရာကိုဆက်မလုပ်ဘူးအထူးသဖြင့်ယောက်ျားရောမိန်းမတွေရောပါပဲเนาะအကုန်လုံးပဲကိုမကြိုက်တာသိရတဲ့နဲ့ဆက်လုံးနေတာကအဲ့ဒါကကိုမချစ်လို့ပဲကိုသစ္စာဖောက်တာပဲနောက်ထပ် criteria တစ်ခုကကိုမကြိုက်တဲ့အရာသူများလုပ်တဲ့အခါရင်လုံးဝလက်မခံတာကလည်း self love ပါပဲကိုဖြစ်ချင်တဲ့ဟာကိုလိုချင်တာကိုသူချားသူတယောက်ကိုတေချာပြောထားတာကိုမလိုချင်တာကိုလည်းပြောထားတယ်ကိုမကြိုက်တာကိုအလုံးမခံဘူးဖြိုးဆိုရင်ရည်စားထားတော့ကလည်းဒီကိစ္စကိုကျမမလုပ်ပါနဲ့တခြားဟာတွေတန်းကြီးခံပေးလို့ရတယ်ဒါပေမဲ့တရားမလုပ်ပါနဲ့တငယ်ချင်းတွေဆိုလည်းတူပဲဒီကိစ္စကိုမကြိုက်ဘူးအဲ့ဆိုမလုံးနဲ့လူတွေကကိုမကြိုက်တဲ့အရာကိုပေးအလုပ်ခံတယ်အဲ့ဒါကိုမချစ်လို့ပဲကိုတန်ဖိုးမထားလို့ပဲအဲ့လိုမျိုးအလုပ်ခံမှများတဲ့ချိန်ကြတော့ဘာဖြစ်လာလဲဆိုကိုစီမှာတန်ဖိုးမရှိတော့အိမ်အောင်ဘက်တွေချစ်သူရည်စားတွေပို့ပြီးတော့မှအရေးကြီးပါတယ်တငယ်ချင်းမိတ်ဆွေတွေပေါ့နော်ဖြိုးတို့ကဘယ်သူမှကိုမကြိုက်တာကိုတစ်ခေါက်မှားပြီးလုံမိလို့လက်ခံမယ်ဒုတိယခါမှားပြီးတော့လက်ခံမယ်3ချိန်မြောက်လွန်ပြီးโอเค4ချိန်မြောက်ဆိုတာမရှိဘူးဘယ်သူစီမှမရှိဘူးကို့ဖေလည်းလုံးလို့မရဘူးကို့မေလည်းလုံးလို့မရဘူးကို့မောင်နှမလည်းလုံးလို့မရဘူးကို့ချစ်သူတွေပါတယ်နော်သွေးသားတော်ဆက်မှုမရှိတဲ့သူဆိုရင်ဝေလာဝေးပဲ4ချိန်မြောက်ရောက်ပြီဆိုရင်ဗတ်ပိုင်မယ်အဲ့လိုမျိုးကကွယ်နိုင်စွမ်းရှိရမယ်ဒါကကိုယ့်ရဲ့တန်ဖိုးကိုကာကွယ်ထားတာအဲ့လိုမျိုးမကာကွယ်ဘူးဆိုရင်ဘယ်တော့မှတန်ဖိုးရှိမှာမဟုတ်ဘူးတင်ငယ်စိတ်တွေရင်ဝယ်ပိုက်ပြီးတော့မှအမြဲတမ်းပဲစိတ်ညစ်နေမယ်โอเคအဲ့တော့နောက်ဆုံးအရေးကြီးဆုံး self love ရဲ့ criteria ကကိုတန်ဖိုးတက်စေတဲ့အရာတွေလုပ်နေဖို့အရေးကြီးပါတယ်โอเคဒါကဖြိုးဖန်တီးထားတဲ့
ကိုချစ်တဲ့သူတွေမှာရှိတဲ့ criteria တွေဖြစ်ပါတယ်ကိုယ့်အတွက်ရွေးချယ်မှုတွေကိုအကောင်းဆုံးတွေရွေးချယ်ခဲ့လားပြီးရင်ကိုမကြိုက်တဲ့အရာတွေကိုဆက်လုပ်နေလားပြန်ပြီးမေးကြည့်ပါပြီးရင်ကိုမကြိုက်တာတွေကိုသူများလုပ်တာကိုလက်ခံပေးနေလားနောက်တစ်ခုကကိုယ့်အတွက်နော်အမြဲတမ်းတန်ဖိုးတက်စေတဲ့အရာတွေလုပ်နေလားဒီလေးချက်တကယ်လုပ်နေမှပဲကိုတကယ်ချစ်တာပါတခြားဟာတွေကအပေါ်ရန်နေပါနောက်ထပ်ကိုမသိငယ်အောင်လို့ကျင့်သုံးရမယ့်နီးပြူတစ်ခုကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးနဲ့ကြန့်ခိုင်ရေးကိုကဂရုစိုက်ရမယ်ကျွန်တော်တို့ခန္ဓာကိုယ်ကတစ်သက်လုံးပဲပေါ့နော်ကျွန်တော်တို့ဘဝမှာဒီခန္ဓာကိုယ်ကြီးကပဲ24နာရီရှိနေတာဒါကြောင့်မလို့ကျွန်တော်တို့ခန္ဓာကိုယ်ကိုကျွန်တော်တို့ကဂရုစိုက်ရမယ်ပြီးရင်ခန္ဓာကိုယ်လို့ပြောလိုက်ပြီးဆိုရင်နှစ်ပိုင်းနားလဲရမယ်အဲ့တော့နံပါတ်1ဂရုစိုက်နေရ hygiene နော်တက်ရဲတန်ပြန့်နေတာဒုတိယဂရုစိုက်နေရတော့ exercise လုပ်တာဒီခန္ဓာကိုယ်ကိုကအမြဲတမ်းပဲကြန့်ခံအောင်လို့ကြားမအောင်လို့နေတာပါဘာဖြစ်လို့ hygiene ကအရေးကြီးတာလဲဆိုတော့လူတစ်ယောက်ကတန်ပြန့်နဲ့ personal hygiene ကောင်းမှပဲကိုယုံကြည်မှုရှိတာဖြိုးလို့ psychology မှာဆိုရင်သိပ္ပံနည်းကျလေးလာတွေ့ရှိချက်တွေအရကိုပတ်ဝန်းကျင်ကကိုယ့်စိတ်ပေါ်မှာလွှမ်းမိုးနိုင်စွမ်းကကျွန်တော်အားလုံးနားလည်ထားတာတက်ပို့ပြီးတော့မှမြင့်ပါတယ်โอเคဒါကြောင့်မို့လို့အဲ့ဒီပတ်ဝန်းကျင်ကိုတက်ရဲတန်ပြန့်ထားမှသာလျှင်ကျွန်တော်တွေကကိုယ့်စိတ်ကိုလွှမ်းမိုးတဲ့အရာတွေကကောင်းတဲ့လွှမ်းမိုးခြင်းတွေဖြစ်မှာပါအဲ့ဒါနံပါတ်1နံပါတ်2ကကျတော့ exercise ကိုခန္ဓာကိုယ်အမြဲတမ်းပဲကိုကလေ့ကျင့်ငန်းလုပ်ပြီးတော့မှเนาะကြွက်သားတွေဆိုလဲသူ့နေနဲ့သူရှိရမယ်ပြီးရင်ကိုခန္ဓာကိုယ်လေ့ကျင့်ငန်းလုပ်ခြင်းအဖြစ် feeling good hormone ပျော်ရွှင်တဲ့ hormone တွေထွက်ပါတယ် endorphin လို့ခေါ်တယ်ဒါဖြိုး psychology မှာဆိုရင် depression ဝင်ပြီး anxiety ဝင်ပြီးပြီးရင်စိတ်တက်ကြပြီးအိမ်အောင်ကွဲပြီးချစ်သူနဲ့ကွဲတယ်ရှိသမျှပြဿနာကိုဖြေရှင်းဖို့ဆိုရင်ထိတ်ဆုံးကလောက်ခိုင်းတာကလေ့ကျင့်ငန်းလောက်ခိုင်းတာပါ။ဘာကြောင့်မို့လဲဆိုလေ့ကျင့်ငန်းလောက်လိုက်ပြီးဆိုကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့ဟိုမုန်းတွေ biochemistry တွေပြောင်းသွားတယ်။အဲ့လိုပြောင်းတဲ့အခါမှာတကယ် feeling ကိုယုံကြည်မှုရှိတဲ့ဟိုမုန်းတွေထွက်လာတယ်။ body and mind connection ဆိုတာ pure psychology မှာရှိတယ်ခန္ဓာကိုယ်ကစိတ်ကိုလွှမ်းမိုးသလိုမျိုးစိတ်ကလည်းခန္ဓာကိုယ်လွှမ်းမိုးတယ်အဲ့နှစ်ခုကအပြန်အလှန်သွားပြီးတော့လွှမ်းမိုးနေတာဒါကြောင့်ဖြိုးကကိုယ့်ရဲ့စိတ်အတွက်ဆိုရင်စာဖတ်ပါပြောတယ်ရွှေနှုတ်မှာစာတွေအများကြီးဖတ်လို့ရတယ်ရွှေနှုတ် application မှာနိုင်ငံခြားစာအုပ်တွေအများဆိုအများကြီးရှိတယ်ကိုယ့်ရဲ့စိတ်ကို train မှာအဲ့တော့ကိုယ့်စိတ်က strong ဖြစ်လာပြီဆိုရင်လေခန္ဓာကိုယ်သွားပြီးတော့မှလွှမ်းမိုးမှုရှိသလိုမျိုးကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းကိုယ့်ရဲ့စိတ်ကိုသွားပြီးတော့မှလွှမ်းမိုးပါတယ်ဒါကြောင့်မလို့လေ့ကျင့်ငန်းပုံမှန်လုပ်တဲ့သူတွေကပို့ပြီးတော့မှယုံကြည်မှုရှိတယ်ပို့ပြီးတော့မှတငယ်စိတ်တွေကြော်လွှားနိုင်တယ်ဘာကြောင့်မလို့လဲဆိုတော့ခန္ဓာကိုယ်ကလည်းစိတ်ကိုလွှမ်းမိုးလို့ပါဒါကြောင့်မလို့ဒီတငယ်စိတ်ကိုကြော်လွှားဖို့ရှာအတွက်ပုံမှန်လေ့ကျင့်ငန်းလုပ်ပါလှဖို့လုပ်တာမဟုတ်ဘူးကိုယ့်ရဲ့နော်စိတ်အတွက်ဘဝအတွက်လေ့ကျင့်ငန်းလုပ်ပါနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကိုယ်တိုင်ခြားသူတယောက်ကိုလွှမ်းမိုးနိုင်တဲ့အထူးသဖြင့်မိဘတွေဒီကနေပြီးတော့ပြောချင်ပါတယ်အဲ့ဒါဘာလဲဆိုကိုသားသမီးကိုတိမ်ငယ်မဲ့အရာတွေကိုလုံးဝစီကံမရှိပြောတဲ့ဥစ္စာကိုရက်တန်းကရက်ပေးပါဘာဖြစ်လို့လဲဆိုတော့အဖေတွေမေတွေပြောလိုက်တဲ့မှတ်ချက်တစ်ခုကကလေးတယောက်ရဲ့ဘဝမှာလူတယောက်ရဲ့ဘဝမှာတစ်သက်လုံးပါသွားတာပါကလေးရဲ့စိတ်ထဲမှာတက်တူးထိုးပေးလိုက်သလိုမျိုးပဲလုံးဝမပြတ်တော့ပါဘူးအဲ့ဒါတွေကကောင်းတဲ့အရာတစ်ခုမှမဖြစ်စေဘူးဘဝအတွက်လုံးဝအစိတ်တောက်တွေပဲဖြစ်စေတာဖြစ်တဲ့အတွက်သတိထားဖို့ရှာဖြိုးရဲ့ဗီဒီယိုအမြဲတမ်းကြည့်တဲ့ထဲမှာလူကြီးတွေလည်းအများကြီးပါတာဖြစ်တဲ့အတွက်မှတ်ချက်တွေမပေးပါနဲ့ကိုသားသမီးကအမြဲတမ်းပဲသူတို့မှာ future ရှိပါတယ်ဘလောက်ပဲစိုးနေပါစေတစ်ချိန်ကျရင်ပြင်လို့ရတယ်ဒါပေမဲ့အဲ့ဒီမကောင်းတဲ့ချက်တွေကိုတတူးထိုးပေးလိုက်ရင်တော့ပြင်လို့မရတော့ဘူးရှင်ဒါကြောင့်မို့လို့တတူးမထိုးပေးလိုက်ပါနဲ့လို့မကောင်းတဲ့အရာရှိသည့်တိုင်အောင်လို့မှတ်ချက်တွေခဏမပြောပါနဲ့လို့ဒီကနေပြီးတော့ပြောချင်ပါတယ်တငယ်စိတ်တွေအများစု100မှာ90ရာခိုင်နှုန်းကလူကြီးတွေပေးလိုက်တာပါကျွန်တော်အဖေတွေအမေတွေအတော်တွေဆရာဆရာမတွေပေးလိုက်တဲ့တင်ငယ်စိတ်တွေကြောင့်မလို့ကျွန်တော်လူတွေအကုန်လုံးကတင်ငယ်စိတ်တွေရင်ဝယ်ပိုက်ပြီးတော့မှလမ်းလျှောက်နေကြတယ်အဲ့လိုမျိုးမဖြစ်အောင်လို့လူကြီးတွေကအမြဲတမ်းပဲစီကံရှိပါသတိထားပါလို့ဒီကနေပြီးတော့မှတောင်းဆိုချင်ပါတယ်ဒီနေ့ဒီဗီဒီယိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးပဲဖြိုးနေတူဒီဗီဒီယိုအတွက်ဖြတ်တန်းခဲ့ရတာကအကျိုးရှိရဲ့လားကွန်မန့်ထဲမှာရေးခဲ့ပေးပါမဖြိုးပြောခဲ့တဲ့စာအုပ်တွေကိုရွှေနှုတ် application ထဲမှာအတန်းနဲ့ရောစာနဲ့ပါဖတ်ရှုနားဆင်နိုင်ပါတယ်